Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမကကိုပုံနဲ့ကိုရုပ်ဘယ်လိုပြောင်းရလဲဆိုတာကိုဖြစ်ဖြစ်ပါတယ်အရင်ဆုံးကိုအကောက်ထဲကို review ရလို့ရှိရင်ဒီ edit channel လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနာမည်ပြောင်းချင်တယ်ဆိုရင်တော့ name ကိုနှိပ်ပါနာမည်မပြောင်းချင်ဘူးဆိုရင်တော့ပုံပြောင်းမယ်ဆိုရင်တော့ဒါလေးကိုနှိပ်ပါနှိပ်ပြီးသွားလို့ရှိရင်ကင်မရာနဲ့ gallery နှစ်ခုရှိတယ်ကင်မရာဆိုတာအခုတစ်ပုံရဲ့ချင်းကင်မရာနှိပ်ပါ gallery ဆိုတာအခုတစ်ပုံလည်းဟာယူသုံးချင်တယ်ဆိုရင်တော့ gallery နှိပ်ပါ gallery ပဲနှိပ်ပါမယ်အဲ့မှာစကူရာအစိုးပုံလေးပေါ့နော်ဝတ်ပြပါလေးရှိပါတယ်အမှစိတ်တာလေးပေါ့နော်အမှအကြိုက်ကစကူရာဆိုတာကြည့်ကြရမလို့ပါအမှစကူရာကြိုက်တာမလို့စကူရာဝတ်ပြပါပဲတုံးတာပါဘာလေးတုံးကောင်းလဲဒါလေးတုံးလိုက်မယ်စကူရာဆိုရင်ကြိုက်ပါတယ်တော့အဲ့ဒါဝင်လို့ရအတူရှောင်းလို့ရပါနော်တုံးလိုက်မယ်တစ်ပူဝင်ဒါလေးနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ခဏစောင်းရပါလေပြီးသွားတယ်ရောင်းပါလိုက်မယ်ခဏလေးဆက်ပေးပါဒီမှာပါအမကော sorry မဟုတ်ဒီမှာသူကအဲ့လိုဆက်စားခြင်းတော့အဲ့လိုပုံမျိုးတုံးရင်တော့ဒီဘယ်လိုပြောမလဲတုံးရင်နဲ့ဒီလိုအကောက်ပုံရကိုပြောင်းတဲ့အကောက်ပုံရလေးဖြစ်သွားပါမယ်ဆက်စားခြင်းမလို့ပါအဲ့ဟာလေးကစကူရာဝတ်ပြမှာရပါတယ်လက်ရှာလေးရပါတယ်ဒီမှာပါစကူရာဝတ်ပြပါဆိုလက်ရှာလေးရပါတယ်ကိုက Q ဝတ်ပြပါသုံးမယ်ဆိုတော့ Q ဝတ်ပြပါလေးလက်ရှာလေးရပါတယ်အမှခုသုံးနေရတော့ဒါလေးပါအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်